မင်္ဂလာပါဒီနေ့တော့ကျွန်တော် vocal backup တွေမှာvocal ကိုပေါ့နော် pitch လေးတွေ change သွားတာကို FM မှာဘယ်လိုလုပ်လို့ရမလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြောချင်ပါတယ်ဗျအဲ့တော့ကျွန်တော်ကဒီအပေါ် sample လေးကတော့เนาะဒါကျွန်တော်ယူပြီးသားဖြစ်သွားပြီယူထားလိုက်တယ်ပြီးမှကျွန်တော် vocal လေးတစ်ခုကိုကျွန်တော်ဆမ်းပြီးတော့လုပ်ပြမယ်အဲ့တော့ကျွန်တော် vocal ကိုထည့်မယ် vocal ထည့်မယ်ဆိုတော့ Bitch, please. နော်အားရလေးကိုပဲကျွန်တော်ထည့်လိုက်မယ်ထည့်လိုက်ပြီဆိုတော့ဒါကတော့အခု build up လို့ပဲသဘောထားလိုက်မယ်ဗျာနော် build up လို့သဘောထားလိုက်မယ်နော်ကျွန်တော်တို့လိုချင်တဲ့အပိုင်းလေးကိုပဲနော်ကျွန်တော်တို့ backup မှာဖြတ်ပြီးတော့ထည့်မှာပေါ့နော်ကျွန်တော်ထည့်ရင်းနဲ့တဖြည်းဖြည်းချင်းစီစိတ်သွားမှာပေါ့နော်အဲ quarter note ရှိမယ်နော် quarter note ကနေပြီးတော့8 note ကနေ16 note ကနေ32 note အဲ့လိုဖြည်းဖြည်းချင်းစီကျွန်တော်ကเนาะဒီအပေါ်ကဒီ drum ရဲ့ပုံမှာအတိုင်းပဲပေါ့နော် drum တိုင်းပဲ drum ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ဒီ drum build up တွေပေါ့နော် drum build up တွေ snare build up တွေ kick build up တွေပေါ့နော်ဒါတော့ခုကကျွန်တော် sample လေးလုပ်ပြတာဆိုအဲ့ဒီအတိုင်းပဲတူတူထည့်လိုက်ပါပေါ့နော်အဲ့လိုလေးလုပ်လို့ရမယ်အဲ့လိုလေးလုပ်ပြီးပါရင်ကျွန်တော်ဒီ vocal ကိုဒီတိုင်းပဲမသွားဘဲနဲ့ pitch လေးတွေ change နေတယ်ဗျာ pitch လေး change နေတာဖြစ်တဲ့အတွက်ကြောင့်အဲ့ pitch ရွယ်တဲ့မှာကျွန်တော် range ကို30အထက်လောက်မှာထားလိုက်မယ်ဗျာထားပြီးသွားလို့ရှိရင်เนาะဒီဘေးက pitch ကို automation လေးခေါ်လိုက်မယ်เนาะ automation ခေါ်ပြီးသွားလို့ရှိရင် original page ကိုကျွန်တော်တို့ကအရင်ဆုံး copy ကူးထားလိုက်မယ်เนาะregulate ထားမယ် copy လုပ်လိုက်မယ်ပြီးွားရင်ကျွန်တော်တို့ဘယ်ချင်လားဒီစပြီးတော့ပြောင်းမှလဲပေါ့နော်ဒါတော့ကိုယ်သချင်းရဲ့ကိုယ်ပုံမူတည်ပြီးတော့ပြောင်းမဲ့နေရာနေစအမှတ်လေးလုပ်မယ် face လေးလုပ်မယ်လုပ်ပြီးွားလို့ရှိရင် pitch ဘယ်လောက်အထိတက်ချင်တာလဲဒါကတော့လေခုနကပြောသလိုကိုယ်ပုံမှာမူတည်တာပေါ့နော်ကိုယ်သချင်းပုံမှာကိုယ့်ရဲ့ creation ပုံမှာမူတည်ပြီးတော့เนาะတက်ချင်တဲ့လောက်ကိုကျွန်တော်တို့ကဆွဲပြီးတော့တင်သွားလိုက်မယ်နော်တင်သွားလိုက်မယ်ဆိုလို့ရှိရင်အဆင်ပြေသွားပြီပြီးွားရင်เนาะကိုချချင်တဲ့နေရာမှာချပြန်ပြီးတော့ဒီ original page ကိုပြန်ထားလိုက်မယ်နော်အဲ့လိုမျိုးလုပ်လို့ရမှာဖြစ်ပါတယ်ခင်ဗျဒါကတော့ကျွန်တော်တို့ဒီ vocal beta build up တွေမှာပေါ့နော်ဒီ vocal ကိုကျွန်တော်တို့ pitch လေးတွေမှာ chain ပြီးတော့ဘယ်လိုလုပ်လို့ရမလဲဆိုတာလေးကိုကျွန်တော်ပြောခဲ့တာဖြစ်ပါတယ်ခင်ဗျအားလုံးပဲ thank you ပါ